ဒီလိုကဲလေးကိုအခွန်ချော့ရောင်တင်လိုက်တဲ့အချိန်မှာဘယ်လောက်ထိပြောင်းလဲသွားတယ်ဆိုတာသိချင်နေဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုလိုက်ပါကျွန်တော်ရဲ့မိတ်ဆွေများအတွက်လည်းပညာရရှိဖို့ဝေမျှပေးလိုက်ပါတယ်အားလုံးမင်္ဂလာပါဗျာအေးရှာကြီးကနေကြိုဆိုပါရစေဒီကလေးကတော့ကျွန်တော်ရှိမှာအခုတင်တန်းတက်နေတဲ့တင်တန်းသူရဲ့ကြောက်လေးဖြစ်ပါတယ်ကျွန်တော်ကိုတိုင်မြင်တာပေါ့ဗျာဆရာဒီကလေးဘယ်လိုလုပ်တင်လဲပေါ့အဲ့ဒီခါမှာကျွန်တော်ကဲလေးကိုကြည့်လိုက်ခဲ့ရကဲလေးကတော်တော်လေးကိုမှပြောင်းလဲမှုရှိသွားမယ်ကဲလေးပဲပေါ့နော်ဒါနဲ့ပဲကျွန်တော်ကအခွန်ချော့ရောင်တင်ဖို့အတွက်သူပြောလိုက်တယ်ပေါ့ဗျာတော့အကြံပေးလိုက်ပါတယ်ဗျဒါနဲ့ပဲအခွန်ချော့ရောင်တင်ပေးလိုက်တယ်ပေါ့ဗျာဒါလေးကတော့ကျွန်တော်တို့ဘာမှမလုပ်ရသေးခင်အနေထားလေးဖြစ်ပါတယ်ဘာမှမလုပ်ရသေးခင်အနေထားမှာကမှကြောက်ကလေးကတော်တော်လေးကိုမှကြောက်စီကြောက်သားကောင်းတာလေးတွေ့ရပါတယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုဘက်ကလက်ရိပ်လေးတောင်မှကောင်းကောင်းလေးမြင်နေရတယ်ပေါ့ဗျာကြောက်စီကြောက်သားတော်တော်လေးကိုမှကောင်းတဲ့အနေထားလေးမှရှိပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ကအခွန်ချော့ရောင်တင်ပေးမယ်ပေါ့ဗျာဒါလေးကတော့ဘာမှမလုပ်ရသေးခင်အနေထားလေးကိုကျွန်တော်တေချာလေးရိုက်ပြပေးနေတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အခွန်စချွတ်မဲ့အနေထားလေးကိုကြည့်ကြည့်မယ်ဗျဒါလေးကတော့ကျွန်တော်တို့အခွန်စချွတ်နေပါပြီဗျအဲ့တော့အခွန်ချွတ်တဲ့ကမှာတော့ကျွန်တော်တို့တေချာလေးချွတ်ရတာဖြစ်ပါတယ်ဘာကြောင့်မို့လဲဆိုတော့ကကြောက်အရွယ်စားလေးရတယ်တော်တော်လေးကိုမှသေးပါတယ်အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲကျွန်တော်ရဲ့လက်မလောက်လေးပဲရှိပါတယ်ဗျဒါပေမဲ့ကြောက်စီကြောက်တာကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အယောင်တင်ပြီးတော့ရင်တော့တော်တော်လေးကိုမှလာမဲ့အနေထားရှိပါတယ်ဗျကျွန်တော်တို့အခွန်ချွတ်တဲ့ခါကျရင်တော့အဲ့ဒီအတွင်းကြားနေရာလေးတွေကစာသေးချာလေးလိုက်ပြီးမှချွတ်ရတာဖြစ်ပါတယ်အဲ့တော့အခွန်ဆက်အညိတွေပါကြံခဲ့လို့မရဘူးပေါ့ဗျာဘာကြောင့်မလို့ဆိုတော့အဲ့လိုမျိုးအခွန်ဆက်တွေအညိတွေကြံခဲ့တဲ့ဆိုရင်ကျွန်တော်တို့ကအယောင်တင်ပြီးသွားတဲ့အခါမှာရုပ်ထွက်မလာတာမျိုးဖြစ်တတ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့ကအခွန်ချွတ်တဲ့ခါကျရင်တေချာလေးကီယူတက်ဆိုင်ချွတ်ပေးရပါတယ်ဗျဒီကြောင့်လေးရဲ့လုပ်ပုံကိုင်ပုံအစားဆုံးအသေးစိတ်ကိုတော့ကျွန်တော်ရဲ့ online class မှာတင်ပေးထားပါတယ်ဗျ online class မေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများလည်း online class ကနေလေ့လာလို့ရပါပြီဗျဒါဆိုရင်ကျွန်တော်တို့ဒီကြောင့်လေးပြောင်းလဲသွားပုံလေးကိုကြည့်ရှုလိုက်အောင်ဗျဒါလေးကတော့ကျွန်တော်တို့အားလုံးအစားဆုံးပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်တော်တော်လေးကိုမှလာပါတယ်ဗျနော်ဆိုတော့ပြောမှတယ်ဆိုရင်တော့9ရက်သားသမီးအကြိုက်ပေါ့ဗျာနော်အဲ့တော့အပွင့်လိုင်းသမားတွေရှင်တော့တော်တော်လေးကိုမှကြိုက်မှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်တော့အပွင့်လိုင်းတို့ဘဘူးလိုင်းတို့ပေါ့ဗျာဒီကြောင့်လေးကကျွန်တော်ရဲ့သင်တန်းတူတွေကောင်းကောင်းမင်္ဂလာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်လည်းပညာရစေမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်